ဒီဇက်လန်းလေးကတော့စန်းအွန်းဆိုတဲ့လူငယ်တစ်ယောက်အကြောင်းပါသူကသူ့ရဲ့ချစ်သူမင်းစုနဲ့အတူပတ်စံမချမ်းသာပေမဲ့အေးချမ်းတဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့တူတူနေထိုင်နေသူပါတနေ့မှာတော့သူ့အဖေကအံ့အားသင့်စရာလျှို့ဝှက်ချက်တစ်ခုကိုဖွင့်ပြောပါတယ်သူတို့မိသားစုမှာပတ်စံကိုအသုံးပြုတဲ့အခါမှသာအင်အားထူးခြားတဲ့စွမ်းအားတွေပေါ်လာတဲ့တွေးသားရှိနေတယ်ဆိုတာပါအစမှာစန်းအုံးမယုံကြည်ပါဘူးသူ့အဖေကစန်းအုံးရဲ့လက်ကိုကင်ပြီးစွမ်းအားတွေပေးလိုက်ပါတယ်ဒါပေမဲ့ပတ်စံကိုကင်လိုက်ချိန်မှာလူသားတွေမရှိတဲ့အင်အားအမြန်နှုံးနဲ့အနာတွေအလိုလျောက်ကုသနိုင်တဲ့စွမ်းအားတွေပေါ်လာတဲ့အခါမှာတော့အမှန်တရားကိုလက်ခံရပါပြီဒါပေမဲ့စီးမြင့်တွေရှိပါတယ်စွမ်းအားသုံးတိုင်းပတ်စံတွေပျောက်သွားပြီးမြေပြင်ပေါ်ကိုကြက်ပြားတွေကျလာပါတယ်ပတ်စံကုန်သွားရင်စွမ်းအားလည်းပျောက်သွားပါပြီအကြောင်းကိုစန်းအုံးကမင်းစုကိုပြောပြပါတယ်မင်းစုကလည်းမယုံမကြည်ဖြစ်နေတဲ့အတွက်စန်းအုံးကပတ်စံကိုအိတ်ထဲထည့်ပြီးသူ့စွမ်းအားကိုပြပါတယ်မင်းစုကအတော်အံ့အားသွားပေမဲ့မျက်လက်ပညာလို့ထင်နေပြီးမယုံသေးတဲ့အတွက်စန်းအုံးကလည်းမင်းစုစီကပတ်စံတောင်းပြီးသူ့စွမ်းအားတွေကိုထပ်ပြပါတယ်နောက်မှာတော့မင်းစုကစန်းအုံးရဲ့စွမ်းအားတွေကိုစမ်း